ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကနက်မျက်စိကြောက်ကိုကောက်ရတာဖြစ်ပြီးစက်သိန်း100ဝန်းကျင်တန်ကြေးရှိပါတယ်အမအနေနဲ့ဆိုင်ကယ်တစ်စီးဝယ်ပြီးအဲ့ဒီဆိုင်ကယ်လေးစီးလို့အလုပ်ပြန်သွားလို့ရပါတယ် ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကကျေပြပူလဲကြောက်ကိုကောက်ရတာဖြစ်ပြီးစက်သိန်း1000ကျော်တန်ကြေးရှိပါတယ်မနှက်ဖြန်ကစားပြီးအမအလုပ်လုပ်ဖို့လုံးဝမလိုတော့ပါဘူး ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကရွှေနီကြောက်ကိုကောက်ရတာဖြစ်ပြီးစက်သိန်းခွဲဝန်းကျင်တန်ကြေးရှိပါတယ်အမအနေနဲ့တစ်လလောက်အလုပ်နားထားလို့ရပါတယ် ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား အလုပ်လုပ်ဖို့ပဲတည်တယ်ဒါကတော့ဩကာခဲကြောက်ပါအခုအချိန်မှာလုံးဝမကြော်သွားပါနဲ့ဦးဒါမှသာ2026ခုနှစ်မှာအရာရာစိတ်ချမ်းသာပြီးလိုအင်ဆန္ဒတွေပြေဝကအဆင်ပြေကြောမွေးမှာပါ ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကတလဲကြောက်ကိုကောက်ရတာဖြစ်ပြီးကျပ်9သိန်းဝန်းကျင်တန်ကြေးရှိပါတယ်အမအနေနဲ့အိမ်မာတင်လအနေငယ်လောက်အေးအေးဆေးဆေးနားနေလို့ရပါတယ် ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကရေနံဗဟိုပြုတ်စိတ်ကူးရင်တလင်းကြောက်ကိုကောက်ရတာဖြစ်ပြီးကျပ်4000ဝန်းကျင်တန်ကြေးရှိပါတယ်အမအတွက်တစ်လစာမနှက်စာဖို့ရတာမို့လို့မနှက်စာစားပြီးရင်တော့အလုပ်သွားရပါလိမ့်မယ် ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကတဘာဝတလင်းကြောက်ဖြူကိုကောက်ရတာဖြစ်ပြီးကျပ်သိန်းထက်သိန်းချီတန်ကြေးရှိပါတယ်အမအနေနဲ့ကားသေးတစ်စီးဝယ်ပြီးကားလေးမောင်းကအလုပ်သွားလို့ရပါတယ် ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကကျက်သွေးအောင်ကြောက်ကိုကောက်ရတာဖြစ်ပြီးကျက်သိန်း1000ခွဲဝန်းကျင်တန်ကြေးရှိပါတယ်မနှက်ဖြန်ကစားပြီးအမအနေနဲ့အိမ်မာတင်အေးအေးဆေးဆေးနားနေလို့ရပါပြီ ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကတရေတလင်းကြောက်ကိုကောက်ရတာဖြစ်ပြီးကျက်သိန်း900ဝန်းကျင်တန်ကြေးရှိပါတယ်အမအနေနဲ့အိမ်မာ2နှစ်လောက်နားနေလို့ရပြီးနားလို့ဝါမှအလုပ်ပြန်လုပ်ပါ ဒါမျိုးကောက်ရရင်အမအလုပ်လုပ်ဖို့လိုမလား မလိုပါဘူးဒါကခြံချမ်းမြစ်ဝမ်းတဘာဝပန်းချီကြောက်ကိုကောက်ရတာဖြစ်ပြီးကျက်သိန်း100ဝန်းကျင်တန်ကြေးရှိပါတယ်အမအတွက်အပြင်မှာတပတ်ပတ်ပြီးအပန်းဖြေဖို့လုံလောက်တဲ့အတွက်ရှောက်လေပြီးမှအလုပ်ပြန်လုပ်ပါ